အခုသွားနေတဲ့နေရာကဘန်ကောက်စုကိုဝေးဆွဲဆောင်နာနာဘက်ကအိမ်တလုံးစီကိုဒီတိုက်ဟာကာလာမရာကြီးပေးတဲ့နေရာမှာတည်ရှိတယ်အတွင်းပိုင်းထဲမှာလှုပ်ဝက်စွာနဲ့ပကျူတွေကလှုပ်ဆောင်နေကြလဲဆိုရင်တော့အောက်ထပ်မှာကလူတစ်ယောက်ကအမြဲတမ်းထိုင်ဆောင်နေတယ်စပင်းညက်ဆိုင်လို့အိုင်ပုတ်ဆွဲထားတယ်လူခါတွေကဒီတိုက်ကိုလာလို့ရှိရင်အောက်ထပ်မှာထိုင်ဆောင်နေတဲ့သူကစပင်းညက်ချင်လားထမင်းစားမလားလို့အမြဲတမ်းမေးတယ်စပင်းညက်မလားထမင်းစားမလားဆိုတာကသူတို့အသုံးပြုနေတဲ့လှုပ်ဝက်စကားအဲ့တော့ဆိုင်ကိုလာတဲ့သူတွေကဒီစကားကိုနားလည်ရင်ဧည့်သည်အစစ်မှန်ဖြစ်ပြီးလာတဲ့ဧည့်သည်ကိုအပေါ်တက်ကိုခေါ်သွားလိုက်တယ်။အဝေရှိသူတွေကဒီအဆက်အတွင်းပိုင်းမှာဘာတွေလှုပ်ဆောင်နေလာတဲ့ဆိုတာကိုစုံစမ်းနေတာတော်တော်ကိုကြာပြီ။10 လပိုင်း16 ရက်နေ့မှာတာဝန်ရှိသူတွေကခုအိမ်ကိုသွားခဲ့တယ်။ထပ်မထိုင်ဆောင်နေတဲ့သူကတာဝန်ရှိသူတွေရုတ်တရက်ဝင်လာတော့အရန်အော်သွားတယ်။တားလို့လည်းမရတော့ဘူး။အပေါ်တက်ကိုချက်ပေးလို့လည်းမမီတော့ဘူး။သူတားတယ်မသွားနဲ့သူအထုခံထိသွားတော့ရှင်။တာဝန်ရှိသူတွေကအနက်ကခွေးကြီးတွေနဲ့တောက်လျှောက်အပေါ်တက်ကိုတက်သွားတာ။နံပါတ်1အခန်းကိုတတွေ့တယ်ထူးခြားမှုတစုံတရာမရှိဘူး။ဒီအခန်းကမန်နီကိုလေအတွင်းထဲကနေတိတိကျကျပိတ်ထားတာတော်တော်ရောထူရိုက်ခွဲလို့မရဘူးတာဝန်ရှိသူတွေမှဒီမန်ခွဲတဲ့ကရိယာပါတယ်ဖို့ရှင်ရိုက်ခွဲပြီးတော့ဒုတိယအခန်းထဲကိုဝင်လိုက်တာလူတယောက်မှမရှိဘူးဒါပေမဲ့အခန်းထဲမှာတရားမဝင်ရောင်းဝယ်ပစ္စည်းတွေအများကြီးပဲတွတ်တွေ့တယ်နောက်ထပ်အခန်းတွေကိုလည်းအဲ့လိုပဲရိုက်ခွဲပြီးတော့စုပ်ဝင်တယ်ဘာတွတ်တွေ့လဲဆိုတော့တာဝန်ရှိသူတွေရှာနေတဲ့အထက်ကလူတွေကိုတွတ်တွေ့တယ်အလုံးပေါင်း8ဦးနိုင်တဲ့နိုင်ငံစီလူမျိုး8ယောက်ပါရှင်အခန်းရဲ့ဖွဲ့စည်းပုံကစပီညက်ဆိုင်ပုံစံလိုမျိုးလောက်ထားတာမသိရင်အပေါ်တက်ကိုလူခါကစပီလာညက်တဲ့ပုံစံမျိုးဖန်တီးထားတာဒါပေမဲ့တကယ်တော့စပီညက်ဆိုင်မဟုတ်ပါဘူးရှင်ခန်းထဲမှာတရားမဝင်အလုပ်တွေလုပ်နေတာပါရှင်ကန့်ချီရောင်းချတယ်တုံးဆွဲတယ်ပေါ့ရှင်တာဝန်ရှိသူတွေကရှာနေတဲ့အထက်ကရှိဦးကိုလည်းဒီအခန်းထဲမှာပဲမိတယ်မီးအဖြူတွေပိတ်ထားပြီးညမီးအပြာတွေကိုပဲဖွင့်ထားတယ်ဒီအခန်းထဲမှာသူတို့တွေလောင်ထားတဲ့ပစ္စည်းအားလုံးမှာပန်းစာအုပ်တွေအပါဝင်17မျိုးကိုတွေ့ပါတယ်ရှင်ရှာနေတဲ့သူ8ဦးကတော့အီရန်နိုင်ငံကပါကစ္စတန်နိုင်ငံကမြန်မာနိုင်ငံကအာဖဂန်နစ္စတန်ရဲ့အီရတ်ရဲ့ထိုင်းရဲ့အဲ့ဒီရှာနေတဲ့ဒီ8ယောက်ဟာတရားမဝင်အလုပ်တွေကိုလုပ်တယ်ဖြန့်ချီတယ်ရောင်းချတယ်သူတို့တွေကလည်းအလုပ်လုပ်တာအရန်လှုပ်ဝက်လို့တော့တော်တယောက်ကတတိမထားမိကြဘူးရဲတွေလည်းအချိန်ပေးပြီးတော့ဒီ8ယောက်ကိုရှာခဲ့ကြတယ်နောက်တတိယရသွားတာကစုကိုဝစ်ဆွဲဆမ်နာနာဘက်မှာနေတယ်ဆိုတာကိုသိသွားတယ်ရဲကတာမန်လူအသွင်ပြောင်းပြီးတော့သူတို့လက်ရှိသုံးနေတာကပေပါတာစကားလဲဘာလှုပ်ဝက်စကားလဲဆိုတာကိုအသွင်ယူပြီးတော့ရဲကစုံစမ်းခဲ့တယ်သူတို့အသုံးပြုတဲ့လှုပ်ဝက်စကားကတော့အကိုစပင်းညက်မလားထမင်းစားမလားအဲ့နှစ်ခုပဲသူတို့ရဲ့လူခါအစစ်မှန်ဆိုရင်အဲ့လိုမျိုးမေးလိုက်တာနဲ့သဘောပေါက်ပြီစပင်းညက်မဲ့ထမင်းစားမယ်ဆိုရင်အောက်ထက်ကလူကအပေါ်တက်ကိုခေါ်သွားပြီးတယ်ဒါလည်းစားတယ်ရောက်လည်းရောက်နေအယောင်းဝယ်လောက်ကြတော့ရှိစပင်းညက်မလားထမင်းစားမလားဆိုတာကတကယ်မဟုတ်ဘူးသူတို့ရဲ့လှုပ်ဝက်စကားပဲဖြစ်တယ်ရဲကတော့ရှာနေတဲ့ရှိဦးကိုခေါ်သွားလိုက်ပါပြီ